င်္ဂလာပါဒီနေ့တော်တရုံးမှာလာဖျော်ပြရတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ဝမ်းလည်းအများကြီးတောက်ပါတယ်ဒီမှာအရန်ပျော်ဖို့ကောင်းပါတယ်မိသားစုမှန်တဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးကမိသားစုတွေလိုပါပဲခင်ဗျကျွန်တော်ဒီနေ့တရုံးအတွက်သင်းနှစ်ပုတ်ရေးထားပါတယ်တရုံးမေးသားကြီးအတွက်နှစ်သက်မှာစိတ်သက်လူသက်နဲ့အားလုံးပျော်ရွှင်နေကြပါစေလို့ကျွန်တော်ဆုတောင်းပါတယ်ခင်ဗျာ